တောထဲမှာရေကန်ကြီးတကန်ရှိတယ်ဘေးမှာထိမ်မင်းကြီးတပင်ပေါက်နေတယ်အဲ့ဒီထိမ်မင်းပေါ်မှာစွန်မတကောင်နေတယ်တနေ့တော့စွန်ဘိုတကောင်ကအဲ့ဒီစွန်မနဲ့အတူတူနေဖို့ပြောတယ်ပြောတော့စွန်မကငါနဲ့အတူတူနေခြင်းလို့ရှိရင်ဟောဒီရေကန်ထဲမှာလက်ကြီးတကောင်ရှိတယ်အဲ့ဒီလက်ကြီးနဲ့မိတ်ဆွေဖွဲ့ပါလို့ခိုင်းတယ်အဲ့ဒါလက်ကြီးနဲ့မိတ်ဆွေဖွဲ့မိတ်ဆွေဖြစ်ဟိုးခြုံထဲမှာဝင်လိုငှက်ကြီးတကောင်လည်းရှိတယ်အဲ့ဒီဝင်လိုငှက်ကြီးနဲ့လည်းမိတ်ဆွေဖွဲ့ပါလို့ခိုင်းတယ်ဝင်လိုငှက်နဲ့မိတ်ဆွေဖြစ်တယ်နောက်ဒီတောတောင်တွေကဂူထဲမှာချင်းသေးမင်းကြီးတကောင်ရှိတယ်အဲ့ဒီချင်းသေးမင်းနဲ့လည်းမိတ်ဆွေဖွဲ့ပါလို့ခိုင်းတယ်ချင်းသေးနဲ့လည်းမိတ်ဆွေဖြစ်တယ်အဲ့ဒီလိုနဲ့မိတ်ဆွေပေါင်းသင်းရှိပြီဆိုတော့သူတို့နှစ်ကောင်အတူတူနေတနေ့တော့အဲ့ဒီတောအုပ်နီးနားမှာရှိတဲ့ဇနပုတ်ရွာကလူတွေကတောထဲကိုသားကောင်လိုက်ထွက်တယ်တကောင်မှမရဘူးအဲ့ဒါနဲ့မိုးလဲချုပ်တော့စိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်လာရေကန်ဘေးရောက်အဲ့ဒီထိမ်မင်းကြီးအောင်ဝင်ပြီးတော့နားကြတာအဲ့ဒီမှာစွန်ကလေးတွေရဲ့အတန်ကိုကြားတဲ့အခါကျတော့ရွာသားတွေကဟေးဘာကောင်မှလည်းမရခဲ့ဘူးတို့စွန်တိုက်ကိုတက်နှိုက်ပြီးတော့စွန်ကလေးတွေကြော်စားကြလို့ဆိုပြီးတော့မိဘုံကြီးတပုံဖိုးပြီးတော့မိတုတ်တွေထွန်းပြီးတော့ထိမ်မင်းကြီးပေါ်တက်ကြတာအဲ့ဒီမှာစွန်မကစွန်ဘိုကိုဂိုင်းမိတ်ဆွေတို့ရဲ့တန်ဖိုးကိုဒီကနေ့သိရလိမ့်မယ်တဲ့ဒါကြောင့်ဝင်လုံငှက်စီကိုသွားပြီးတော့အကြောင်းကြားတယ်အကြောင်းကြားခိုင်းတယ်ဝင်လုံငှက်ရောက်လာတယ်နှုတ်သီးနဲ့ရေအပြည့်တဲ့တယ်အတောင်ပံကိုရေဆူအောင်ဆွတ်တယ်ထိမ်မင်မောတက်နေတဲ့လူရဲ့မိတုတ်ကိုအတောင်ပံနဲ့ရိုက်ချတယ်မိငိမ့်တယ်ပြန်ဆင်းရတယ်နောက်တစ်ခါထပ်ရှို့ပြီးတော့တက်တယ်ဝင်လုံငှက်ထပ်ပြီးတော့ရိုက်တာပဲအဲ့ဒီလိုနဲ့အဲ့ဒီလိုတက်လိုက်ဆင်းလိုက်နဲ့သကောင်ရံရောက်တယ်ဝင်လုံငှက်လည်းအင်မတန်ပင်ပန်းတယ်အဲ့ဒီတော့စွန်မကစီမံခန့်ခွဲရေးမှုနော်စွန်ဘိုကိုဝင်လုံငှက်သိပ်ပင်ပန်းနေပြီလိတ်ကြီးတွေသွားပြီးတော့အကြောင်းကြားချင်အဲ့ဒီမှာလိတ်ရောက်လာတယ်ရောက်လာတော့လိတ်ကြီးကအဲ့ဒီမီးဘူကြီးကိုရှွတ်နေတဲ့သူ့ကိုလိမ့်ပြီးတော့အဲ့ဒီမီးဘူကြီးကိုတခါတည်းညှိမ့်သက်ဖြစ်တယ်အဲ့ဒီတော့လူတွေကဟေ့စွန်သားနဲ့ဘာလို့မှလဲဟောဒီလိတ်ကြီးစားရစို့ဆိုပြီးတော့လိတ်ကြီးဝိုင်းဆွဲတယ်လိတ်ကသိပ်ကြီးတာဆိုတော့လူဆွဲရလိတ်မပါဘဲနဲ့လိတ်ဆွဲရကိုလူပါတယ်အဲ့ဒါနဲ့လူတွေဝယုံသုံးကားဖြစ်တယ်မိုးတောက်ရန်ရောက်တယ်အဲ့ဒီမှာစွန်မကဂိုင်းဒီအပေါင်းအသင်းနှစ်ယောက်နဲ့တော့ဒီပြဿနာမပြေလည်သေးဘူးချင်းသေးမင်းသည်သွားကြည့်ပါအောင်လို့ခိုင်းတော့ချင်းသေးမင်းသည်ရောက်တယ်စွန်ဘိုရောက်တော့ချင်းသေးမင်းကမိတ်ဆွေဆိုတော့ရောက်လာဟိန်းဟောက်တန်ကိုပေးလိုက်တော့ရွာသားတွေအားလုံးထွက်ပြေးရတယ်ဟုတ်လားအဲ့ဒီချင်းသေးသည်အဲ့ဒါဦးဇင်းတို့ဘုရားလောင်းမယ်အဲ့ဒီစွန်ဘိုစွန်မသည်ဒီဘဝမှာမိတ္တဗန္ဒကဇနီးခင်မွန်ဖြစ်လာတယ်ဟုတ်လားဒီတော့မြတ်စွာဘုရားကချစ်သားတို့အမှုကိစ္စကြီးငယ်တစုံတရာကျုံးလာရင်မိတ်ဆွေရဲ့တန်ဖိုးဟာထင်ရှားတယ်ဒါကြောင့်လူလောကမှာအခက်အခဲတွေအကျက်တဲတွေဆိုတာတနေ့မဟုတ်တနေ့တွေ့တတ်တယ်အမှုကိစ္စကြီးငယ်တွေဆိုတာတွေ့တတ်တယ်ဟုတ်လားဒါကြောင့်မိတ်ဆွေဆိုတာမရှိလို့မဖြစ်ပါဘူးမာနတွေခံပြီးတော့ဘယ်သူကိုမတူသလိုမတန်သလိုဒီလိုစိတ်မျိုးထားလို့မရဘူးဟုတ်လား